မနေ့ကညနေရလေအိမ်ဘေးကပွဲစည်းကိုသွားတာဖင်တော့အနှိုက်မခံရဘူးဒါပေမဲ့ပတ်စံတစ်ထောင်ကြပြောက်သွားတယ်ဘောင်းမီအိတ်ထဲထည့်ထားတာဟိုနိုင်ဒီနိုင်နဲ့ဘယ်လိုလုပ်ပျောက်သွားလဲမသိဘူးနှမျောလိုက်တာဧည့်သည်လာနဲ့ဗျာဒီကျွန်တော်တို့အိမ်သားပွဲစည်းပေါ့နော်ပွဲစည်းကတော့အများတန်းတစ်လတစ်ခါလောက်ရှိပါတယ်တစ်လတစ်ခါနှစ်လတစ်ခါပေါ့နော်ဒီပွဲစည်းလေးကိုလိုက်ပို့ပေးလိုက်ပါတယ်ပွဲစည်းမှာဘာတွေရှိလဲဆိုတဲ့ဟာကိုလိုက်ကြည့်နိုင်ပါတယ်ဒါကတော့ဘာယူယူ30ပါလူတွေပုံမှန်ဆိုတော့ကြိတ်တို့ပေါ့နော်ဒီနေ့ကတော့မိုးရွာထားလို့လူတိတ်မရှိသေးဘူးပေါ့နော်ပစ္စည်းတွေကတော့အစုံရှိရဗျပြီးရင်ပွဲစည်းတန်းနဲ့ကျွန်တော်တို့ဒီပွဲစည်းတန်းကလေရန်ကုန်ကပွဲစည်းနဲ့မတူရသူကပွဲဈေးကိုသူကအရှည်ကြီးပေါ့4-5ကန့်လောက်ကိုအရှည်ကြီးလုပ်တယ်ပြီးရင်ဈေးတွေအရန်တက်တာတယ်ပေါ့နော်ဂျင်းမထည့်ဘူးပေါ့နော်ကျွန်တော်သိတဲ့ပွဲဈေးဆိုလို့ရှိရင်ဈေးတွေကြီးမယ်အစားအသောက်တွေကတိတ်မကောင်းပေါ့နော်အဲ့လိုပဲကျွန်တော်ကတတ်မှတ်ထားတာပေါ့နော်ဒါပေမဲ့ထိုင်းကပွဲစည်းတော်တော်များများပေါ့နော်တော်တော်များဆိုကျွန်တော်3ခုလောက်တော့သွားဘူးတယ်ပေါ့ထိုင်းကပွဲစည်းတော်တော်များများမှာကဈေးအရင်တက်တာတယ်ဒီငုံလေးတွေဆိုလဲဒီ3កောင်မှဘယ်လောက်လဲ100ပဲပေးရတယ်ဗျာပြီးရင်တော့လေဂျင်စရာလေးတွေကောင်းအောင်သူတို့ဒီလိုမျိုးလေး setting လေးတွေနဲ့လုပ်ထားတယ်ပြီးရင် TY လေးတွေ free TY လေးတွေလည်းရှိရပေါ့နော်အဓိကတော့ဒီစားစရာတွေအစုံအလင်ကိုဈေးတက်တာနဲ့ဝယ်စားလို့ရတယ်ပြီးရင်လာတဲ့လူတွေကစိတ်ထဲမှာမုန်းကြက်မနေဘူးပေါ့နော်စားစရာမျိုးစုံကိုရွေးချယ်ပြီးတော့ဘေးနားမှာ free စားလို့ရတဲ့ထိုင်ခုံတွေရှေးကြီးပေါ့နော်လုံလုံလောက်ထားပေးရပေါ့နော်ဒီပီချင်းကတော့ကျွန်တော်ရဲ့ favorite food ပေါ့နော်ဒါဆိုရင်တစ်ချောင်းမှ20-25ပဲပေးရတယ်ပေါ့နော်ဒါဆိုလဲတန်တယ်အဲ့ဒါတွေဝယ်ပြီးတော့ဒီနေရာလေးမှာစားပါတယ်